ကူကထွက်ပြီးတော့ Fleet Admiral အတရဲ့စောပြတ်ချက်လို့ဆိုင်ရှင်ကပြောပြနေခဲ့ပါတယ်။စာဘူဒီနဲ့ကလည်းဝေးသွားပြီမို့ဒီကျွန်းမှာပို့ပြီးဥပဒေမဲ့နေရာတွေကပေါ်နေတာလို့ဆိုင်ရှင်ကဆိုပါတယ်။ဘာတွေကလို့တချို့ကလည်းရှော့ဟက်လူဗီဒီယိုအဖွဲ့ကပြန်ပေါ်လာပြီးလူခေါ်ထားတဲ့စာကိုကြည့်ရင်လည်းဒီဝေါ်မှာတောင်းကျမ်းပို့လာဆိုပြီးတော့အမျိုးမျိုးပြောနေခဲ့ကြပါတယ်။အဲ့ဒီချိန်ဘာတွေကိုရှော့ဟက်အဖွဲ့ပုံစံတူတချို့ဝင်လာခဲ့ပါတယ်။နံပါတ်33စာဘူဒီဖက်စာဘူဒီဂျုံရှိုးမှာလည်းလူတွေအရန်စုဝေးနေကြပါတယ်။နမဲကြီး Star Soaking Brook ရဲ့ကဘာပတ်ဖြောပြမှုကဒီကျွန်းကနောက်ဆုံးမလို့လက်မှတ်တွေနဲ့ကုန်ပြီဖြစ်တဲ့အကြောင်းတာဝန်ရှိသူကပြောနေခဲ့ပါတယ်။ Brook ရဲ့နာမည်ကိုပွဲမှာပေါက်ခေါ်နေကြပြီးတော့ Brook ရဲ့တင်ဆက်မှုကလည်းမကြခင်စတင်မှာတော့မယ်။ Brook ကသူ့ပွဲမစခင်ပြောစရာတခုရှိရဲ့လို့အရှင်ကလောင်ငန်းထွက်ဖြစ်ခဲ့သူမန်နေဂျာကိုပြောလိုက်ပါတယ်။ဒီလိုနဲ့ Brook ရဲ့ဖြောပြမှုကစတင်ပြီးအားလုံးကလည်း Brook ကိုတရားပြည့်နဲ့အားပေးနေခဲ့ကြပါတယ်။မန်နေဂျာကတော့သူပြောခဲ့တဲ့စကားကြောင့်ဒေါ်လာရဲ့ချွတ်နေပြီးပြောစတဲ့ကြမှာဖြစ်စီအောင်ဆိုပါတယ်။ခမပကတိုင်းပြည်ကယူခမာတွေကလည်းစံကြီးကိုစာဘူဒီစီကိုလိုက်ဖို့ပေးကြပါတယ်။စာဘူဒီကိုရောက်မှစံကြီးတဲ့တကယ်မင်းကလေးစစ်တွေမြင်ရတော့မိမိကြောက်တဲ့အချိန်ကိုဝမ်းသာနေခဲ့ရပါတယ်။လိုက်ဖို့ပေးရကျေးဇူးတင်ပြီးတော့အိုင်ဗန်ကိုလည်းနှုတ်ဆက်ယူခမာတွေကိုပြောခိုင်းပြီးရတယ်စံကြီးတဲ့ထွက်သွားပါတော့။တစ်ဖက်ကရှော့ဟဲရောင်တောင်းထားတဲ့သူတွေကလည်းဒါမှပြဿနာတွေရှာနေခဲ့ပါပြီ။လူဘီအတုကသူတို့သူတွေဘယ်လောက်ရပြီလဲလို့ဖရက်ကြီးအတုကိုမေးလိုက်ပါတယ်။ဖရန်ကီလည်းအယောက်100လောက်ဖြစ်ပြီးတော့ပင်တရမြ3ခွဲနဲ့ဝင်လာတဲ့အကြောင်းပြောပြလိုက်ပါတယ်။ What Hair Carabao နဲ့ Black Splatter Carabao တို့ညီကိုကရှစ်တသားတွေကိုရှင်းပြတဲ့နေရာမှာတော်အားကြောင့်မလို့အသုံးမမှာပဲလို့လူဘီတုကပြောနေခဲ့ပါတယ်။ဘာမှထိုင်နေတဲ့နာမီကိုလည်းသူတို့နဲ့အတူတာထိုင်ဖို့လူဘီတုကနှမ်းပြောလိုက်ပါတယ်။နာမီကတူတူတယောက်ကိုစောင့်နေရကြအောင်ဘလူအပူတို့တာပြက်ပြောလိုက်ပါတယ်။အားလုံးကလည်းအရန်လန့်နေပြီးတော့ဆိုင်ရှင်ကလည်းအပြောဆိုစင်ကြကောင်းမယ်လို့နာမီကိုပြောလိုက်ပါတယ်။နာမီကသူနဲ့တူတောက်ဖို့မထိုက်တယ်လို့မတောက်တာဖြစ်ပြီးတော့လူဘီကမတူလဲလို့ပြောလိုက်ပါတယ်။နာမီရဲ့စကားကြောင့်ဘာကြီးတစ်ခုလုံးတိတ်ဆိတ်သွားပြီးတော့လူဘီတုကလည်းစာတောင်းကျမ်းလာတော့ဆိုင်ရှင်ကအမြန်လေးပြန်တောင်းဖို့ပြောနေပေမဲ့နာမီကတော့ဂရုမစိုက်ပါဘူး။လူဘီတုကတနေ့နဲ့ပြဖို့လုပ်တဲ့အခါနာမီအတုကဝင်ထားပြီးတော့သူ့တာဝန်ထားဖို့ပြောလိုက်ပါတယ်။နာမီအတုကနာမီကိုတနေ့နဲ့ချိန်ပြီးတော့သူကောင်းဆောင်တဲ့သူစောက်မလားတေချင်တာလားလို့မေးရတော့မှပဲဦးစောကရှောက်လာပြီးတော့ Sugar Cake Green Star ဒီဘက်နဲ့ပြလိုက်ပါတော့အဲ့ဒီချိန်အသားစားပင်ကြီးကထွက်လာပြီးတော့နာမီတုကိုဆွဲခေါ်သွားပါတော့ဦးစောကသူ့ဆိုရင်ရောသူတောက်ချင်မလားမိတ်ကလေးတို့ပြောရတဲ့အခါနာမီလည်းဦးစောစွာကိုတီးပြီးအရန်ဝမ်းတာလို့ဖတ်လိုက်ပါတော့ခုနကအကောင်ကြီးရောဦးစောလိုရတာလားလို့နာမီကမေးလိုက်ပါတယ်ဦးစောကသူ့ရဲ့လက်နဲ့အစ်ဖောက်ဂရင်းဖြစ်ပြီးတော့ဒီနေ့လုံးလုံးမှာပင်လယ်ပြင်ကြီးကိုပဲကြည့်ပြီးတော့အချိန်ကုန်ခဲ့ရမဟုတ်ဘူးလို့ဆိုပါတယ်ဦးစောကသူဟာနာမီချောပါတို့ရဲ့ weakness ကိုငကြောက်ဖွဲ့ကထွက်သွားပြီလို့ထပ်ပြောလိုက်ပါတယ်ဦးစောကသူ့ပုံစံစုကက်ကင်းကိုမြင်ပြီးတော့အရန်လက်နေလို့မမြင်ကြအောင်စောင့်ထားဖို့တာနာမီကပြောလိုက်ပြီးတော့ဦးစောကိုဆွဲခေါ်သွားပါတော့ဆိုင်ရှင်ကပတ်သက်မပေးရသေးဘူးလို့ပြောတဲ့အခါဦးစောကပတ်သက်တော့ပြစ်ပေးလိုက်ပါတယ်နာမီတို့ထွက်သွားပြီးရနဲ့ထန်တာရဲကိုထည့်ထားတဲ့ဘောလုံးလေးတွေကထားပေါက်ပြီးတရမဲတစ်ခုဖြစ်စုဝေးလာခဲ့ပါတယ်ခဏကြာမှတော့မိုးကြီးတစ်ခုကျလာတာကြောင့်မလို့ strong head တွေလည်းအတော်လေးကိုထိသွားခဲ့ရပါတယ် G1 မှာလည်း strong head လူဗီတို့ကအပွဲတွေခေါ်ယူနေတဲ့အကြောင်းမမုံကာကိုစစ်သားတွေကတင်ပြနေခဲ့ပါတယ်လူဗီအသက်ရှင်နေတာကိုဟက်ကွာတာကိုဆက်တွေ့ပြီးတော့တသားတွေစုပြီးရနဲ့စာဘူတီမှာစုံစမ်းရေးဖွဲ့ကိုစုံစမ်းခိုင်းဖို့မမုံကာလည်းအမိန့်ပေးလိုက်ပါတယ်စာဘူဒီကိုရှောင်းနေတဲ့ Robin ကိုလည်းနောက်ကလူတချို့ကလိုက်ချောင်းနေခဲ့ပါတယ်။ Robin ကလည်းတတိထားမိနေရကြမလို့တတိယမှာပုံလိုက်ပြီးတော့ Brook ရဲ့ရှိုးပွဲနဲ့ Strong ရဲ့အဖွဲ့သားတွေခေါ်နေတဲ့စာလွှာကိုကြည့်ပြီးဘာလို့ဖြစ်နေရလဲ။စုတ်ခင်းရလဲဘာလဲလို့ပြောနေခဲ့ပါတယ်။ Frankie တယောက်လည်းချစ်ရတစ်ခုအောင်မှရှိမနေတဲ့ Sandy တင်မောကြီးကိုမြင်လိုက်ရတော့အရန်အံ့ဩနေပြီးတော့မကြခင်ရွှေလင်းကြအောင်မယ်လို့ပြောလိုက်ပါတယ်။ချော်ပါနဲ့စာဘူဒီကိုရှောင်းနေမလို့အားလုံးနဲ့တွေ့ကျင်နေပြီလို့ပြောနေခဲ့ပါတယ်။လူဗီအတုကလည်းနာမီဦးစောနဲ့ပုံစံတူနေတဲ့အတွေ့ကိုနည်းနည်းပြစ်လိုက်ပါတယ်။သူကလည်းလူမာပြီးတော့ပြစ်စရာလားလို့အော်တဲ့အခါလူဗီတုကသူ့ကိုအပြစ်ပြန်ပြောချင်နေရလားလို့ပြန်ပြောလိုက်ပြီးတော့သူကိုကွာတဲ့နဲ့ပြစ်လိုက်ပါတော့အဲ့ဒီချိန်အထုပ်ကြီးတယ်လာတဲ့လူဗီကဖက်လျှောက်ရင်းနဲ့လူဗီအတုကိုတိုင်းမိသွားခဲ့ပါတယ်လူဗီကတောင်းမှမိထွက်သွားတဲ့အခါအားလုံးကလည်းစောဟဲလူဗီဆိုအောင်မသိဘူးလားဆိုပြီးတော့ဝိုင်းပြောကြပါတော့လူဗီအတုကလည်းအရန်ဒေါသထွက်ပြီးတော့လူဗီကိုလှမ်းအောင်တားဆီးလိုက်ပါတော့ဟန်ကိုတို့လူဗီကိုစာပေါ်စီကိုလိုက်ပို့တဲ့အချိန်တုန်းကပြဿနာတစ်ခုခုတာဖြစ်နေလူရမရရုပ်ထက်ထားဖို့အတွက်နှကမ်းမွေးသူ့ကိုပေးခဲ့တာပါစာပေါ်စီအထိလည်းလိုက်မပို့နိုင်တာကြောင့်မလို့ကပါကြီးကလူဗီကိုတေသွားပြီလို့ပဲသတ်မှတ်ထားတာမလို့မျက်နှာကိုမမြင်စေဖို့ဟန်ကိုကတခြားမှာကြားခဲ့ပါတယ်အဲ့ထဲမှာလည်းစားစရာတွေအပြည့်နဲ့လိုအပ်တာတွေနဲ့ထည့်ပေးထားကြအောင်လိုအပ်တဲ့ဆိုရင်ခုကြပြည်တယ်များတွေကလူဗီတို့တရားဖြစ်နေတယ်လို့ဟန်ကိုကပြောလိုက်ပါတယ်အရေးကြီးဆုံးတစ်ခုကတော့နှုတ်ဆက်တဲ့ဆိုတဲ့စကားကိုမပြောစေချင်ဘူးလို့ဟန်ကိုကထပ်ပြောလိုက်ပါတယ်နောက်တစ်ခါပြန်ဆောင်တွေ့ကြအောင်မှမလို့အဲ့ဒီနှုတ်ဆက်စကားကိုဘသူမှမပြောဘူးလို့လူဗီကပြန်ပြောတော့ဟန်ကိုလည်းဟတ်ထိသွားပါတော့ဒီလိုနဲ့အားလုံးကိုနောက်မှပြန်တွေ့ကြမယ်လို့နှုတ်ဆက်ရင်းနဲ့လူဗီကဒီကိုထွက်လာခဲ့ပါတယ်ဟန်ကိုတခြားမှာထားရတာနဲ့လူဗီတယောက်ကတော့ကျွေးရောက်တာနဲ့ပြဿနာကစတတ်ပါပြီနံပါတ်73ရှက်ကီဘားမှာဇိုးအရင်ရောက်နေရအောင်ဒီလိုက်ရရဲ့စက်ကြီးလေသူတို့ပြန်ထွက်ရင်ဒုက္ခရောက်ရင်လို့ပြောနေခဲ့ပါတယ်ဇိုးရောက်ပြီး10ရက်အကြာမှာနှစ်ယောက်ဖြစ်တဲ့ Frankie ရောက်လာပြီးတော့တင်မော့စီကိုချက်ချင်းပဲထွက်သွားခဲ့တယ်လို့ရှက်ကီကဆိုပါတယ်
တောင်စင်ဆန်ရီရောအဆင်ပြေလာလို့စန်ကြီးကမေးတော့ချစ်ရတစ်ခုမှမရှိပဲကုန်တင်နဲ့လုပ်ပြီးတော့ရဲ့အကြောင်းဝီလီကဝင်ပြောပြလိုက်ပါတယ်စန်ကြီးကိုကောက်ွယ်ပေးထားကြတဲ့ဒူဘယ်တို့ဖွဲ့ကလည်းဒဏ်ရာတွေအပြည့်နဲ့မလို့အဲ့လောက်ထိတာဝန်ယူတတ်မယ်လို့မထင်မိဘူးလို့စန်ကြီးကပြောပြီးတော့ကျေးဇူးတင်ကြောင်းလည်းပြောပြလိုက်ပါတယ်ဒူဘယ်ကတော့သူချောရဲလို့ပြောတာလုံးနေပြီးတော့သူတို့ဘလို့ကာကွယ်ခဲ့အကြောင်းပြောရတော့မှပဲနာမီက3ယောက်မြောက်ဖြစ်နေရောက်ရှိလာခဲ့လို့ရှက်ကီကပြောပြလိုက်ပါတယ်နာမီဆိုပါနဲ့စန်ကြီးတဲ့ဒူဘယ်ပြောရရင်နားမထောက်တော့ပဲနဲ့ဗမာလေးလို့ပြေးမင်းနေလို့ဒူဘယ်ကချောက်ပါတော့ရဲ့၄ယောက်မြောက်ကတော့ဦးစော့မနေ့ကတော့ချော်ပါရောက်လာပြီးတော့ဘရုတ်ကတော့ဒီနေ့ကျွန်းမှာစတိတ်ရှိုးရှိရလို့ရှက်ကီကပြောပြီးတော့ပိုစတာလည်းပြလိုက်ပါတယ်အခုရောက်လာတာကစန်ဂျီမလို့စာပိုဒီမှာအခုဆိုရင်9ယောက်ရှောင်းနေပြီးတော့ကျန်တာတွေကတော့ရော်ဘင်နဲ့လူဘီလို့ရေလီကပြောပြလိုက်ပါတယ်လူဘီကိုလေ့ကျင့်ပေးခဲ့တဲ့သူကရေလီဖြစ်နေရကြောင်းမလို့အတော်လေးအင်အားရှိတာမဲ့ပုံမယ်လို့စန်ဂျီကပြောတော့ရေလီရဲ့လူဘီနဲ့က2ဝက်လောက်မတွေ့ရသေးရကြောင်းမလို့နောက်ထပ်ကြီးထွားအင်အားရှိတာကိုစောင့်နေရလို့ဆိုပါတယ်ကြီးထွားလာရဲ့ဆိုမှစန်ဂျီနဲ့2နှစ်အတွင်းနာမီနဲ့ရော်ဘင်တို့ဘယ်လောက်တောင်မှကြီးထွားလာမလဲဆိုပြီးတော့နှာခေါင်းသွေးကျလာပါတော့ရဲ့နံပါတ်49မှာလည်းပေတရပြားတွေရံဖြစ်နေတဲ့အချိန်စောခဲအဖွဲ့သူကရောက်ရှိလာပါပြီချောပါတယောက်လည်းစောခဲသူတွေကိုလူပြီးတော့ထင်ပြီးတော့နောက်ကနေစကားလိုက်ပြောပါတော့ရဲ့ရောကုန်းကစကားလည်းပြောတတ်တယ်လို့ပြဿနာဖြစ်နေတဲ့ဆိုပြီးတော့စောခဲအဖွဲ့တွေအမြန်လစ်ပါတော့ရဲ့ရောဘင်ကလည်းရှက်ကီဖားစီရောက်လာပြီးတော့စန်ကြီးကိုလှမ်းမြင်လိုက်ရပါရဲ့တစ်ဖက်မှာလည်းလူပြီးသူကလူပြီးကိုတနေ့နေ့ချိန်ပြီးတော့အသက်ကိုမသေးချင်ဒူးထောက်တောင်းမှန်ဖို့ပြောနေခဲ့ပါရဲ့အားလုံးကလည်းပြဿနာတွေမတတ်ချင်လို့လူပြီးကိုတောင်းမှန်လိုက်ဖို့ပြောနေခဲ့ကြပါရဲ့လူပြီးကတော့ပါဇက်ကနေပဲတောင်းမှန်ပြီးတော့ထွက်သွားတဲ့အခါမှာတော့လူပြီးသူကလည်းတနေ့နေ့လှမ်းပစ်ပါတော့ရဲ့လူပြီးကဟာကီကိုတုံးလိုက်တဲ့အခါမှာတော့အားလုံးကတီးလိုက်ပြီးတော့လဲချကုန်ပါတော့ရဲ့လူပြီးဘာမှမလုပ်ပဲလဲချသွားတာကိုမြင်လိုက်ရတဲ့လူတွေလုံးဝနားမလည်နိုင်ဖြစ်နေကြပါပြီတစ်ဖက်ကချော်ပါတယောက်ကလည်းစန်ကြီးအတူတူနောက်ကိုလိုက်ပြီးတော့အကြာကြီးနေမှတွေ့ရတဲ့တငယ်ချင်းကိုဘာလို့စကားပြမပြောကြရလဲလို့နောက်ကနေတကောက်ကောက်လိုက်ပြောနေကြပါရဲ့ဆိုအတူတူကလည်းတီရွယ်ကုန်းကတိုးထပ်ပို့ပြီးတော့ရှော့ဟက်တွေအကြောင်းပို့တိနေလို့ပိုစတာကိုထုတ်ကြည့်ပြီးတော့ရှော့ဟက်ရဲ့အိမ်မွေးလိမ့်ဆန်မှတ်လာလို့ပြောလိုက်ပါရဲ့လုံခဲ့တဲ့နှစ်တွေကဒီကျွန်းမှာရှော့ဟက်တွေရဲ့အစွန့်ပစ်တာကိုခံခဲ့ရပြီးတော့သူ့ဘာသာသူနေရအကြောင်းမလို့အခုသူတို့တွေကိုတခင်တို့တတ်မှတ်ပြီးတော့လိုင်းနေရဖြစ်နေတာကြောင့်မလို့မြေခွေးကိုစွန့်ပစ်ပြီးတော့ချော်ပါကိုခေါ်ဖို့ရှော့ဟက်သူတွေကတိုင်ပင်နေကြပါရဲ့ရောဘင်အတုကလည်းမြေခွေးကိုကန်ထုတ်ပြီးတော့ချော်ပါကိုခေါ်ဖို့လုပ်တဲ့အခါမြေခွေးကလည်းပြန်ခိုက်ပါတော့ရဲ့အဲ့ဒီချိန်ရောဘင်ကိုလိုက်ဖမ်းနေတဲ့သူကလည်းလူမားပြီးတော့အတုကိုသွားဖမ်းမိပါတော့ရဲ့တစ်ဖက်ကစန်ကြီးကလည်းဖွန်ကြောင်ရင်းနဲ့ဈေးပတ်နေခဲ့ပါရဲ့တကူယာကီဆိုင်ကအပွားကနံပါတ်42က9ဆိုင်ကိုလမ်းညွှန်ပေးလိုက်ပါရဲ့စန်ကြီးရောက်တော့အရန်လန့်နေတဲ့ဖိုးတယောက်နဲ့တွေ့ပြီးတော့ဘာမှဖြစ်ကြတယ်လို့မေးလိုက်ပါရဲ့စပင်အသိရောက်နဲ့ကောင်းလေးတယောက်ရှောင်းလာပြီးတငယ်ချင်းနဲ့တွေ့ဖို့ချိန်ထားရမယ်ပထမဆုံးရှောင်းနေလို့လုံးစရာလည်းမရှိရကြမလို့ငါဖက်လေးငါဖို့ပြောခဲ့ရကြောင်းအဖိုးကိုပြောခဲ့ရအောင်စန်ကြီးကိုပြောပြလိုက်ပါရဲ့စန်ကြီးတဲ့ဆိုးရဲ့ပိုစတာကိုထုတ်ပြလိုက်တော့အဖိုးလည်းသူမလို့တငယ်ချင်းများလားလို့ပြန်မေးလိုက်ပါရဲ့အဖိုးကသူငါဖက်လေးကိုမှတခြားစောင့်နေဖို့ဆိုးကိုပြောခဲ့ပေမဲ့ဆိုးကတော့ပင်တမတင်မောကြီးပေါ်မှာမှားပြီးတော့တက်အိတ်နေလို့အဲ့ဒီတည်းဆိုရင် fishman ကျုံကိုရှောက်သွားလောက်ပြီးလို့ပြောလိုက်ပါရဲ့အစောကြီးရှောင်းနေလို့ဒီလိုဖြစ်မဲ့ဆိုတာကိုချိုတိနေရလို့စန်ကြီးကပြောရတော့ပါပဲအဖိုးရဲ့ဒီတိုင်းနဲ့ဆိုရင်အသက်ခံရလိမ့်မယ်လို့ပြောပေမဲ့အဖိုးမကဘာမှမရှိလို့သူသွားတဲ့နေရာတည်ရင်ရှောင်းပြီပဲလို့စန်ကြီးကဆိုပါရဲ့စန်ကြီးကသူအဲ့ဒါတန်ငါးဘဲကိုလိုချင်တယ်လို့ပြောရတော့ပါပဲခြေထဲကနေနှစ်ပိုင်းပြက်နေတဲ့တင်မောကြီးကထွက်လာခဲ့ပါရဲ့တင်မောကိုခေါ်ပြလိုက်တဲ့သူကတော့တင်မောပေါ်မှားသက်သွားပြီးခဲ့တဲ့ဆိုးပါပဲရောဘင်လည်းစန်နီတီကိုရှောင်းလာခဲ့ပြီးတော့တနေ့တောင်မှစောင့်ခိုင်းခဲ့ပြီလို့တောင်းမှန်ပါတယ်လို့ပြောလိုက်ပါရဲ့အဲ့ဒီချိန်ဖရန်ကီကထွက်လာပြီးရှော့ရဖွဲ့ရဲ့စူပါသမိုင်းဝင်လေးလာလို့ရောဘင်မလားလို့ပြောလိုက်ပါရဲ့ရောဘင်လည်းဖရန်ကီပုံစံကိုမြင်ပြီးတော့အရန်အံ့ဩသွားခဲ့ပေမဲ့အရင်ကအတိုင်းပဲမပြောင်းလဲသွားဘူးလို့သာပြန်ပြောလိုက်ပါရဲ့ဖရန်ကီကပြောင်းလဲသွားတဲ့သူ့ရဲ့ပုံစံကိုသိချင်ခိုင်းပြီးတော့တာမန်သူတွေထက်ကိုကျော်လွန်သွားပြီလို့ဆိုပါရဲ့ဒီမှာပေါ်တက်ကြည့်တဲ့အခါဂျယ်လီပုံစံဖြစ်နေလို့ဒါကကုန်တင်တော့ကားလာလို့ရောဘင်ကပြောနေခဲ့ပါရဲ့ဘာကိုလဲရောက်ခဲ့ပြီးတော့ရောဘင်ကသူကရှေ့ရောက်လာတဲ့သူမလို့နောက်ချက်ရှိသူကလူရွေးကျန်တော့ရဲ့အကြောင်းဖရန်ကီကိုပြောပြလိုက်ပါရဲ့ချားသူတွေရောလို့ရောဘင်ကမေးတော့အားလုံးအတီးတီးအပြုံပြတ်ဆက်သွားခဲ့တဲ့အကြောင်းဖရန်ကီကပြောပြလိုက်ပါရဲ့ရောဘင်ကသူ့လမ်းမှာလာတော့ကစိုးကင်းဆိုရဲ့ဘရုတ်ရဲ့ပိုစတာကိုတွေ့ကြောင်းပြောတော့ဖရန်ကီနဲ့ဘရုတ်ကအခုနာမည်အရန်ကြီးနေပြီးတော့တယောက်တည်းဘဝကနေအခုအခြားသူတွေအများကြီးအားပေးနေတဲ့ state စစ်မောကိုရှောင်းနေပြီမလို့ပင်တမမလုပ်တော့ဘူးထင်တယ်လို့ဆိုပါရဲ့တစ်ဖက်မှာလည်းဘရုတ်ရဲ့ဖြောပြမှုကိုလူတွေချိတ်တို့အားပေးနေကြပါရဲ့ရှော့ဟဲသူတွေကိုတကယ်အစ်စ်တွေတင်တဲ့ချော်ပါတယောက်ကတော့အရှမ်းကိုပျော်ရွှင်နေပါတော့ရဲ့လူပြည်သူကလည်းသူ့ကိုယ်သူဘာဖြစ်သွားမှမသိဖြစ်နေခဲ့ပါပြီဆိုသူတို့ကလည်းသူတို့ရဲ့ရောဘင်သူအဖမ်းခံလိုက်ရတဲ့အကြောင်းပြောပြလိုက်ပါရဲ့ရောဘင်စစ်နဲ့ရန်ကျိုးရှိတဲ့သူတွေကမှားပြီးတော့ရောဘင်သူ့ကိုဖမ်းသွားတာဖြစ်နေတယ်စန်ဂျီသူကလည်းလူပြည်သူကိုကြီးလို့ပြောလိုက်ပါရဲ့ချော်ပါကလည်းအမြန်လိုက်ဖို့ပြောနေရမယ်လူပြည်အတုကတော့သူ့ရဲ့ကံကြမ္မာနဲ့တူမလို့စကားလိုက်ဖို့တာပြန်ပြောလိုက်ပါရဲ့ချော်ပါနဲ့အရန်လက်သွားပြီးတော့ရောဘင်တရားလုံးဖမ်းခံရအောင်ဒီလိုပဲပြောနေလို့လာနောက်နေရတာလို့အော်နေခဲ့ပါရဲ့ဒါမဲ့လူပြည်သူကတော့ချော်ပါကိုစကားပြောနေတဲ့အရှုပ်သားဆိုပြီးတော့တွန်းထုတ်ပြလိုက်ပါရဲ့ချော်ပါပြောကိုလည်းစီမစိုက်ပဲနဲ့ဒီကျွန်းမှာစူထားတဲ့အဖွဲသား100ကျော်ကိုနံပါတ်46မှာစူရဖို့အမိန့်ပေးလိုက်ပါရဲ့
နှာခေါင်းရှင်တဲ့လူတစ်ယောက်နဲ့လိမ်မော်ရောင်သပင်ရှင်တဲ့ကောင်ပါလေပြီးတော့အေကြီးတင်ထားတဲ့ကောင်လေးအဲ့ဒီသုံးယောက်ကိုအရင်ရှာပြီးနောင်နာရအောင်လုပ်ပြလိုက်ဖို့လူကြီးအတုကထပ်ပြောတဲ့အခါချော်ပါလဲဒေါ်ရရဲ့ထွက်ပြီးတော့နှစ်နှစ်အတွင်းမှာစိတ်တွေကပြောင်းလဲသွားကြရတာလို့မျက်ရည်နဲ့ပြောနေခဲ့ပါတယ်သူတို့မကယ်တဲ့ချော်ပါကသူ့ဟာသူတွားခဲ့မယ်ဆိုပြီးတော့ထွက်လာခဲ့ပါတယ်တစ်ဖက်ကစောင့်ကြည့်နေတဲ့ရတဲ့သားတွေကလည်းရှော့ဟဲသူတွေကိုတကယ်အစ်စ်ချင်ပြီးတော့ဆက်သွယ်ခယူကတဲ့တစ်ဆင့်အထက်ကိုတင်ပြနေခဲ့ကြပါတယ်သားတွေကလည်းရှော့ဟဲသူတွေစုနေတဲ့နံပါတ်46ကိုလာနေခဲ့ကြပါပြီအနားမှာရှိနေတဲ့40 42 44ကိုပိတ်ထားဖို့လဲတပ်သားတွေကပြောနေကြပါတယ်စန်တိုမာရူနဲ့ PS5 PS7 တို့ကလည်းအရင်46ကိုတွားနေမယ်လို့ဆိုပါတယ်တပ်သားတွေကလည်း Pacific Star တွေကိုအသုံးပြုရမလို့လားလို့စန်တိုမာရူကိုမေးတော့စစ်ပွဲရပြီး2နှစ်နေမှာပေါ်လာတဲ့သူကိုအထင်သေးဆုံးနေပြီလို့စန်တိုမာရူကဆိုပါတယ်လွန်ခဲ့တဲ့နှစ်ကခုမှလောက်ခဲ့လို့အပြစ်မရှိပဲပြန်ဆုံးသွားခဲ့ပေမဲ့ရှော့ဟက်တွေအားလုံးတနေ့ဒီကျွန်းမှာပြန်စုမယ်လို့သဘောပေါက်တာမလို့သွားကြတော့မယ်လို့စန်တိုမာရူကပြောလိုက်ပါတယ်လူကြီးတယောက်လည်းဘေဘီကလေးတိုင်းလိုက်လာခဲ့ရင်တောင်းကျမ်းနေတဲ့ပင်တများတွေနဲ့တူလို့ဟန်ကော့ပေးထားရတဲ့ကိုတထားရဲ့ကောင်းမယ်လို့တွေးနေခဲ့ပါတယ်။တစ်ဖက်မှာလည်းနာမီကရှူထားတဲ့အင်ဂျီတွေကိုတဝက်ဈေးလျှော့ရေးကိုပြောနေခဲ့ပြီးတော့ဦးစောကလည်းအင်ဂျီတာဆိုရင် Fishman ကျွန်းမှာလည်းဝယ်လို့ရနေတာမလို့အခုတကယ်လူနေရာကစီလို့ပြောနေခဲ့ပါတယ်။နာမီကတော့နားမထောင်ပဲနဲ့စံချိန်ကို90ရာခိုင်နှုန်း